ညာတိုင်းကောင်အချိန်မှာသူမရဲ့တော့အများကိုပြန်ယူရန်ကုမ္ပဏီတို့ပြန်ရောက်လာတဲ့ဂျန်နီဟာသူမရဲ့ကွန်ပျူတာမျက်နှာပြင်မှာအနီအောင်လင်းများမရမနာလင်းနေတာကိုတွေ့လိုက်ရတယ်။အလုပ်စင်းချိန်မှာပါဝါအားလုံးကိုပိတ်ထားခဲ့တာကိုသူမရှင်းရှင်းလင်းလင်းမုန်းနေတာကြောင့်ဘာဖြစ်နေတာလဲဆိုတာကိုသိဖို့အတွက်ဂျန်နီကစစ်ဆေးဖို့မော့စ်ကိုအစမ်းသဘောရွှေ့လိုက်ပါတယ်။မျော်လင့်မထားသည်မှာသူမရှိကကွန်ပျူတာပေါ်မှာရိုက်ထားတော့လဲမပြီးဆုံးသေးသည့်စကားဝါတစ်ဝါကိုတွေးမြင်လိုက်ရခြင်းဖြစ်ပြီးဒီအခြေအနေကတစုံတစ်ယောက်ဟာသူမဒီဇိုင်းအစီအစဉ်များကိုခိုးယူရန်စ조사နေခြင်းဖြစ်နိုင်ကြောင်းချက်ချင်းသဘောပေါက်သွားစေလေ။ဒါကြောင့်ဒီလိုပြဿနာဖြစ်စေနိုင်တဲ့အသွင်ရန်သူကိုရှာဖွေတွေ့ရှိဖို့သူမဟာဘာမှမဖြစ်တဲ့ကဲ့သို့ပုံမှန်အတိုင်းပင်ပြုမှုနေထိုင်လိုက်တယ်။နောက်တစ်နေ့မှာဂျန်နီဟာကုမ္ပဏီတို့ဆော့ဆော့ရောက်ရှိလာကသူမရဲ့အိတ်ထဲမှာပုံဖြတ်ထားတဲ့ကင်မရာတစ်လုံးကိုထုတ်ပြီးကွန်ပျူတာမော်နီတာဘေးတွင်တိတ်တဆိတ်ဆင်းထားလိုက်တယ်။ဒီလိုနဲ့အလုပ်ဆင်းချိန်အပြည့်အခါလုံခြုံမှုရှိစေရန်ဖိုင်တစ်ခုကို USB ထဲသို့တီးတန့်ကူးယူထားခဲ့တယ်။ကွန်ပျူတာပိတ်ပြီးနောက်ကင်မရာအနေထားကိုပါချိန်ညှိထားခဲ့တယ်။မှန်ထားသလိုပဲသူတို့ထုတ်ခွာသွားပြီးနောက်အမျိုးသမီးတစ်ယောက်ဟာဒီဇိုင်းဌာနသို့ရောက်ရှိလာကပုံဝင်ကျင်တွေလူမရှိကြောင်စောင့်ကြည့်ပြီးနောက်ဂျန်နီရဲ့အလုပ်စပွဲသို့ရောက်ရှိလာတယ်။မိဒီနေရာမှာရောက်ရှိလာမှမသိတဲ့ password ကိုအသုံးပြုကသူမဟာပင်မဆာမျက်နှာသို့အောင်မြင်စွာဝင်ရောက်နိုင်တယ်။ထို့နောက်သူမရဲ့ကိုယ်ပိုင် USB ကိုဂျန်နီရဲ့ကွန်ပျူတာထဲသို့ထည့်သွင်းလိုက်ကကွန်ပျူတာထဲရှိဖိုင်အလုံးကိုသူမရဲ့ USB ထဲသို့ကူးယူထားတယ်။တို့ပေမဲ့ဒီမှာတင်မရောက်ရသေးပဲမထွက်ခွာခင်မှာဂျန်နီကိုသင်ခန်းစာပေးရန်ရည်ရွယ်ကကွန်ပျူတာကို format ချပစ်လိုက်တယ်။သူမဟာသူ့လုပ်ရအားလုံးကိုပြီးပြည့်စုံစွာလွန်ဆောင်ပြီးပြီဟုထင်မှတ်နေတော့လေသူမလုပ်ရအားလုံးမှတ်တမ်းသင်ခန်းထားရတာကိုတော့လုံးဝမသိပါဘူး။အဖြစ်မှန်ကဒီကလင်ကချစ်အမျိုးသမီးဟာကုမ္ပဏီရဲ့အယောင်းမန်နေစားဖြစ်ပြီးဂျန်နီမှာကုမ္ပဏီရဲ့လက်ဝဲရတနာဒီဇိုင်နာတစ်ယောက်ပါ။မကြသေးမီကဂျန်နီဟာ original intention အမည်စီလက်စစ်တကွင်းကိုဒီဇိုင်ဆွဲထုတ်လုပ်ခဲ့ရာကုမ္ပဏီအကြီးအကဲများကမရက်မနာချီးကျူးဂုဏ်ပြုခဲ့ကြပါရဲ့။မှန်းထားတဲ့အတိုင်းထိုနေ့မှာဂျန်နီစင်တာကြီးများတို့တွားရောက်စစ်ဆေးတော့အခါသူမဒီဇိုင်ဆွဲထားတော့လက်စွပ်တီဈေးကွက်တင်ကြီးတရက်အတွင်းမှာအယောင်းရဆုံးထင်လာကြောင်းဆိုင်ခွဲများစွာကကုန်ပစ္စည်းလက်ကျန်မှုရှိတော့ကြောင်းဖြစ်ကြားခဲ့ကြတယ်။ဒီသတင်းကိုကြားရတဲ့အခါဂျန်နီအလွန်ပျော်ရွှင်ခဲ့တယ်။သို့တော့နောက်တစ်နေ့မှာအယောင်စီရင်ခန်းစာကိုပြန်လည်စစ်ဆေးတော့အခါ original intention လက်စွပ်အမှန်တကယ်အယောင်ရဒီမှာဈေးကွင်းသာချူကြောင်တွေ့ရှိလိုက်ရတယ်။ဂျန်နီဟာဒီနေရာတွင်အချက်လက်မှားယွင်းနေကြောင်းချက်ချင်းသဘောပေါက်သွားတယ်။ဒါကြောင့်သူမဟာတိုက်ရိုက်အကြီးအကဲထံတွားရောက်ကမင်းညကဖြစ်စဉ်အလုံးကိုကားဆောင်အလုံးရှင်းမောင်မှာပြောပြတယ်။အယောင်ဌာနရဲ့ကြောင်ညာ promotion အားနည်းမှုကိုတိုက်ရိုက်ထောက်ပြတယ်။ဒီစကားများပြောလိုက်တာနဲ့အယောင်မန်နေဂျာဟာစက်ထိုင်မနေနိုင်တော့ပဲ၎င်းတို့ရဲ့အားနည်းချက်များအတွက်စင်ချေပေးနေကြတာထိကြောင်းရောင်းမကောင်းတာနဲ့အယောင်ဌာနကိုဘာကြောင့်အပြစ်တင်ရတာလဲလို့ပြန်လည်ပြောဆိုတယ်။ထို့အပြင်ဂျန်နီကိုတက်တဲ့အခောက်ထားများတင်ပြရန်နဲ့ဈေးကွက်ရှာဖွေရေးအစီအစဉ်ကိုသူမကိုယ်တိုင်ကင်တွယ်ဖြေရှင်းရန်ပြောဆိုတယ်။ဂျန်နီဟာမတွတ်မဆုပဲသဘောတူခဲ့တယ်။ဒီအချိန်မှာအကြီးအကဲကလည်းရှစ်သူတက်လာကနှစ်ဦးနှစ်ဖက်လုံးကတဦးနဲ့တဦးရဲ့အစီအစဉ်များကိုမကျေနပ်ပါကမိမိတို့ရဲ့ကိုယ်ပိုင်အယူအဆများနဲ့အနီးရှင်ပြန်ရရန်ဆုံးဖြတ်တယ်။တမတ်ကာလမှာတလဖြစ်ပြီးအမျက်ငွေအများဆုံးရရှိသူကအနံ့ရမီထက်ကရှုံးနေသူကယာဒူးဆင်းရမှာဖြစ်တယ်။နှစ်ဖက်လုံးကဒီဆုံးဖြတ်ချက်ကိုသဘောတူခဲ့ကြတယ်။ပြန်ပွဲမှာအနံ့ရရန်အတွက်အယောင်မန်နေဂျာဟာရန်နီရဲ့အစီအစဉ်ကိုတိတ်တဆိတ်ခိုးယူပြီးသူမရဲ့ကွန်ပျူတာကို format ချပစ်ထည့်တယ်။မကြမီမှာသတ်မှတ်ထားသောတလကြာပြန်ပွဲကာလကုန်ဆုံးခဲ့တယ်။မျှော်လင့်ထားတဲ့အတိုင်းပဲအယောင်မန်နေဂျာဟာခိုးယူထားသောဒီဇိုင်းတီးစဉ်ဖြင့်ပြန်ပွဲတွင်အောင်မြင်စွာပထမရရှိခဲ့တယ်။အယောင်မန်နေဂျာကသူမဟာကြီးမားသောအောင်ပွဲရရှိပြီလို့ထင်နေချိန်မှာမျှော်လင့်မထားပဲဂျန်နီဟာရုတ်တရက်ထလာကသူမရဲ့ဒီဇိုင်းအစီအစဉ်ကိုတစုံတစ်ယောက်ကခိုးယူခဲ့ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပြီးကင်မရာမတန်းကိုချက်ချင်းပြသနိုင်ရန်တောင်းဆိုလိုက်တယ်။